စစ်နွန်အတွင်းမှစစ်ကြုံမခံလို့သူပအိုးတို့ဤတတိယတော်လှန်ရေးပအိုးလူမျိုးတွေဟာခေတ်အဆက်ဆက်မှာမတရားတဲ့စနစ်ဆိုးတွေကိုစန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ကိုလိုနီနယ်ချက်ခေတ်မှာကလုံဆရာဆန်ဦးဆောင်တဲ့တောင်တူလေသမားအရေးတော်ပုံမတိုင်ခင်1924ခုနှစ်ကတည်းကရှမ်းပြည်မှာမတရားအခွန်ကောက်ခံတာတွေကိုဖားတန်ကောင်ခဲအပါအဝင်ဖားတန်6ယောက်ကဦးဆောင်ပြီးစန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ဖားတန်ကောင်ခဲဦးကောင်းကိုရရင်စုတော်ငွေ9000ကျပ်ချီးမြှင့်မယ်လို့ကြေညာတာကိုလည်းခံခဲ့ရပါတယ်။လွတ်လပ်ရေးရရှိဖို့ကြိုးပမ်းနေကြတဲ့လွတ်လပ်ရေးအကြိုကာလပင်လုံညီလာခံခရီးစဉ်တွေမှာအမျိုးသားခေါင်းဆောင်ကြီး2ဦးဖြစ်တဲ့တထုံဖားပွာလာဖေနဲ့တထုံစီဆိုင်စော်ဘာဆက်ခွန်ကြီးတို့တွေ့ဆုံခဲ့ကြပါတယ်။တထုံဖားပွာလာဖေဟာ BSC BL ဘွဲ့ရပြည်လက်ပြန်ဝစ်လုံတော်ရရှိနေဖြစ်ပြီးပြည်တိရှကိုလိုနီခေတ်ပါလီမန်မှာဒုတိယလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်ပါတယ်။တထုံစော်ဘာဆက်ခွန်ကြီးဟာလည်းပင်လုံစာချုပ်မှာသူ့ရဲ့ကိုစားဦးဖြူကိုလက်မှတ်ရေးထိုးစေခဲ့သူဖြစ်ပြီးချမ်းပြည်အမားတော်ပုံစာတန်းကိုရေးသားခဲ့သူဖြစ်ပါတယ်။ခေါင်းဆောင်ကြီး2ဦးတွေ့ဆုံကြပြီးနောက်ပိုင်းမှာတောင်ပေါ်မြေပြန့်ပအိုးဒေတာအသီးသီးကပအိုးပြည်သူတွေရဲ့နိုင်ငံရေးနှိုးကြားမှုနဲ့ပအိုးအမျိုးသားသွေးစည်းညီညွတ်ရေးဟာအချိန်အဟုန်ပြင်းပြင်းနဲ့အားကောင်းခဲ့ပါတယ်။လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းကတောင်ပေါ်မြေပြန့်ဒေတာအသီးသီးကပအိုးလူမျိုးတွေရဲ့မိမိတို့ပအိုးအမျိုးသားရေးဆိုင်ရာရည်မှန်းချက်တွေပြည်ထောင်စုဆိုင်ရာရည်မှန်းချက်မျှော်လင့်ချက်တွေဟာအလွန်ကြီးမားခဲ့ပါတယ်။လက်တွေ့မှာတော့လွတ်လပ်ရေးအကြိုကာလမှာမျှော်လင့်ခဲ့ကြတဲ့ရည်မှန်းချက်တွေဟာလွတ်လပ်ရေးရပြီးမှပဲဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးစ1948ခုနှစ်မတ်လမှာဖဆပါလာအစိုးရက၎င်းတို့ရဲ့မြေယာ policy ကိုစမ်းသပ်ကျင့်သုံးတဲ့အနေနဲ့ပအိုးလူမျိုးတွေရဲ့မြေယာအမြောက်အများကိုမတရားသိမ်းယူခဲ့ပါတယ်။ဖဆပါလာအစိုးရရဲ့နေရာခွဲဝေရေး policy ကိုမကျေနပ်တဲ့တထုံဒေသကပအိုးလက်သမားတောင်းကျော်ကတထုံမြို့ရေကျော်ဘုံကြီးကျောင်းမှာလူထုအစည်းအဝေးကြီးတစ်ရက်ကျင်းပခဲ့ပါတယ်။အဲ့ဒီလူထုအစည်းအဝေးကြီးကနေနံပါတ်1ပအိုးလူမျိုးကိုတောင်သူဟုခေါ်ဆိုရေးသားခြင်းမပြုဘဲပအိုးဟုသာခေါ်ဆိုရေးသားရန်နံပါတ်2နေရာခွဲဝေရေး policy ကိုပြန်လည်ရုပ်သိမ်းပေးရန်နံပါတ်3ဗမာတပ်မတော်တွင်ပအိုးတက်ရင်းနေရင်ထူထောင်ပေးရန်ဆိုတဲ့အချက်တွေကိုတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ဘိုးစင်ပေါင်ဆက်ပိုင်ဆိုင်ခဲ့တဲ့မြေယာတွေကိုမတရားသိမ်းဆည်းခံရတာနဲ့အတူပဲပိုးအမျိုးသားရေးလက္ခဏာတွေကိုပါဖျောက်ဖျက်ခံရမှာကိုလည်းစိုးရိမ်ပူပန်ခဲ့ကြရပါတယ်။ဒါကြောင့်ပိုးအမျိုးသားရေးလက္ခဏာတွေကိုထိမ့်သိမ်းဖို့နဲ့ပိုးအမျိုးသားစည်းလုံးညီညွတ်ရေးမန်တိုင်ဖြစ်တဲ့ပိုးအမျိုးသားနေကိုပိုးလူထုကိုယ်တိုင်စိုက်ထူခဲ့ကြတာဖြစ်ပါတယ်။ကိုကြီးကိုနန်ကိုကြံငန်းနဲ့ရက်တီခဲ့တာကိုထင်ရှားစေလိုတာတကြောင်ပအိုးကုံရောင်ထွန်းပြောင်စေလိုတာတကြောင်သာသနာအစတထုံကားလို့တမိုင်းမော်ကွန်းတင်ရေးထိုးနိုင်ခဲ့တဲ့သူ့အနာဘူမိတထုံပြည့်ရှင်သူရိယစန္ဒာမင်းကြီးရဲ့မွေးနေ့တော်တပေါင်းလားပြည့်နေ့ကိုပအိုးအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး1949ခုနှစ်ကစတင်ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။မြေပြန့်ဒေသကပအိုးတွေရဲ့လွတ်လပ်ရေးရည်မှန်းချက်တွေကိုနေရာသိမ်းဆည်းခြင်းနဲ့အတူဖာစာပါလာအစိုးရကဖျက်ဆီးခဲ့တယ်လို့ပဲတောင်ပေါ်ဒေသကပအိုးတွေရဲ့လွတ်လပ်ရေးရည်မှန်းချက်တွေကိုဖျက်ဆီးရမှာလဲဖာစာပါလာအစိုးရကပါဝင်ခဲ့ပါတယ်ချမ်းပြည်မှာလွတ်လပ်ရေးနဲ့မကိုက်ညီတော့တဲ့ပရိတရစ်စနစ်ဆိုးကဆက်လက်တည်ရှိနေခဲ့ပါတယ်လွတ်လပ်ရေးရပြီးရင်ရှမ်းပြည်မှာပရိတရစ်စနစ်ချုပ်ငြိမ်းရေးကိုကူညီပေးမယ်လို့လွတ်လပ်ရေးအကြိုကာလမှာပေးထားခဲ့တဲ့ကတိကဝတ်တွေကိုဖာစာပါလာအစိုးရကချိုးဖောက်ခဲ့ပါတယ်ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့ပရိတရစ်စနစ်ကိုတိုက်ဖြတ်ရမယ့်အစားဖာစာပါလာအစိုးရကပရိတရစ်စော်ဘွားတွေဘက်ကနေရက်တီခဲ့ပြီးပရိတရစ်စနစ်စန့်ကျင်တဲ့ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်ဖိနှိပ်ခဲ့တိုင်းပြည်အားဖြင့်လွတ်လပ်ရေးရရှိပြီးဖြစ်ပေမဲ့လူမျိုးအားဖြင့်မလွတ်မြောက်သေးတဲ့အတွက်ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ပအားလာဖကိုဖွဲ့စည်းပြီးပရိတရစ်စနစ်စန့်ကျင်တော်လှန်ရေးနဲ့အတူပိုးအမျိုးသားလွတ်မြောက်မှုပထမတော်လှန်ရေးကို1949ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာလက်နက်ကင်နီလန်းနဲ့စတင်ဆင်နွှဲခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပရိတရစ်စနစ်ချုပ်ငြိမ်းရေးတို့အရေးဒီမိုကရေစီရရှိရေးတို့အရေးပိုးအရေးချက်ချင်းပေးပြည်ထောင်စုကြီးတည်မြဲပါစေဆိုတဲ့တွေးကြော်တန်တွေနဲ့အတူပိုးလူထု1000ကျော်ဟာ1950ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာတောင်ကြီးမြို့အတွင်းလှည့်လည်ပြီးလူထုနီးနဲ့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ပိုးတွေဟာလက်နက်ကင်လမ်းစဉ်အပြင်
လူထုနီးနဲ့ပါဗဒေတရစ်စနစ်ကိုစန့်ကျင်တော်လှန်ခဲ့ကြလို့1958ခုနှစ်မှာဗဒေတရစ်စနစ်ချုပ်ငြိမ်းခြင်းနဲ့အတူပအိုးအမျိုးသားလွတ်မြောက်မှုပထမတော်လှန်ရေးဟာအောင်မြင်ခဲ့ပါတယ်ဗဒေတရစ်စနစ်ချုပ်ငြိမ်းပြီးတဲ့နောက်ဗဒေတရစ်စနစ်နေရာမှာဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်ကိုအစားထိုးထူထောင်ခဲ့ကြပါတယ်။တနည်းအားဖြင့်ပအိုးတွေဟာ Bottom-up Federalism approach နဲ့ပအိုးတို့ရဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖော်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့လို့ဗဒေတရစ်စနစ်ချုပ်ငြိမ်းသွားချိန်ကစပြီးဒီမိုကရေစီပေါင်နိုင်ငံရေးပေါင်အတွင်းကနေမိမိတို့ပအိုးအမျိုးသားအခွင့်အရေးရရှိဖို့နဲ့ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ပြည်သူ့ကော်မတီဥက္ကဋ္ဌအဖြစ်ရန်ကုန်6ခရိုင်စန္ဒပြပွဲကိုဦးဆောင်ခဲ့သူပါးဘွာလာဖေနဲ့တကွပအိုးအမျိုးသားခေါင်းဆောင်တွေကိုဗိုလ်ချုပ်နေဝင်းစစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်1962ခုနှစ်စစ်အာဏာသိမ်းခြင်းနဲ့အတူပအိုးအမျိုးသားလှုပ်ရှားမှုဟာခြေဖြတ်ခံခဲ့ရပါတယ်ဒါကြောင့်ပထမတော်လှန်ရေးဟာအောင်မြင်ခဲ့ပေမဲ့ပြည့်စုံခြင်းမရှိခဲ့ပါဘူးဗဒေတရစ်စနစ်ဆိုတဲ့ပုံမူဆိုးရတဲ့စစ်အာဏာရှင်စနစ်ဆိုးအောက်ကိုကြာရောက်ခဲ့ရတဲ့အတွက်ဗိုလ်ချုပ်စံသိန်းဦးဆောင်ပြီးပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ပအားလာဖကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူပအိုးအမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးကို1966ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာထပ်မံဆင်နွှဲခဲ့ကြရပါတယ်မြေပြန့်ဒေသကခွန်ရဲနောင်နဲ့ခွန်ဘိုးတို့ဦးဆောင်ပြီးပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO PNLA ကို1980မှာဖွဲ့စည်းခဲ့ကြပါတယ်မြေပြန့်ဒေသပအိုးတွေရဲ့တော်လှန်ရေးရည်မှန်းချက်ဟာလည်းစစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒစန့်ကျင်တိုက်ဖြတ်ရေးပဲဖြစ်ပါတယ်1968ခုနှစ်မှာဗိုလ်ချုပ်စံသိန်းကြဆုံးခဲ့ရပြီး1985ခုနှစ်မှာပါးဘွာလာဖေကြဆုံးခဲ့ရပါတယ်1986ခုနှစ်မှာတောင်ပေါ်ဒေသပအိုးတော်လှန်ရေးအင်အားစုတွေနဲ့မြေပြန့်ဒေသကခွန်ရဲနောင်ခွန်ဖိုးတို့ဦးဆောင်တဲ့ PNLO PNLA တို့ပူးပေါင်းပြီးလုံးတာညီလာခံကြီးကိုကျင်းပခဲ့ကြပါတယ်လုံးတာညီလာခံကြီးကနေပအိုးအမျိုးသားအဖွဲ့ချုပ်ပအိုးအမျိုးသားတပ်မတော် PNO PNA ကိုပူးပေါင်းဖွဲ့စည်းခဲ့ကြပါတယ် PNO PNA ဖွဲ့စည်းစဉ်ကစစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒစန့်ကျင်တော်လှန်ရေးမှုကိုချမှတ်ပြီးစုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်ဒုတိယတော်လှန်ရေးကာလအတွင်းမှာနိုင်ငံရေးအယူဝါဒအပေါ်အခြေခံပြီးနှစ်ဖွဲ့ကွဲခဲ့ပါတယ်ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပူးပေါင်းပြီးပြည်သူ့ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ချမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ရလလဖ SNPLO နဲ့အမျိုးသားဒီမိုကရေစီဝါဒကျင့်သုံးတဲ့ပိုးအမျိုးသားအဖွဲ့ချုပ် PNO ဆိုပြီးဒုတိယတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းနှစ်ဖွဲ့ရှိလာခဲ့ပါတယ် PNO PNA အတွင်းမှာအချင်းချင်းလောက်ကျန်တပ်ဖြတ်မှုတွေမယုံကြည်မှုတွေဖြစ်ပွားခဲ့ပြီး PNO PNA ဒုဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ရဲနောင်နဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဗိုလ်မှူးခွန်ဘိုးတို့ဟာ1989ခုနှစ်မှာလက်နက်ချခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းပအိုးဖြူလို့လူတိများတဲ့ PNO နဲ့ပအိုးနီလို့လူတိများတဲ့ရလလဖတို့အကြားမှာ17နှစ်ကြာပအိုးအချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးသွေးချောင်းစီးခဲ့ရတဲ့တမိုင်းဆိုးပုံရိပ်တွေရှိခဲ့ရပါတယ်။ဦးအောင်ခန်းတီဦးဆောင်တဲ့ PNO က1993ခုနှစ်မှာနဝတနဲ့အပြစ်အခက်ရက်စဲခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာနိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ PNO ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီးပြောင်းလဲရပ်တည်ခဲ့တယ်လို့လက်နက်ကင်တပ်ဖြစ်တဲ့ PNA ကစစ်တပ်လက်အောက်ခံအသွင်ပြောင်းဌာနီပြည်သူစစ်အဖြစ်ခံယူခဲ့ပါတယ်။ဦးတက်ကလေးဦးဆောင်တဲ့ရလလဖက1994ခုနှစ်မှာနဝတနဲ့အပြစ်အခက်ရက်စဲခဲ့ပါတယ်။ရလလဖအတွင်းမှာပြိုကွဲမှုတွေဖြစ်ပြီးတော့ရလလဖရဲ့ဥက္ကဋ္ဌတာဝန်ယူထားသူခွန်ချစ်မောင်ဦးဆောင်တဲ့အဖွဲ့က2000ခုနှစ်မှာအတွင်းမဲ့လက်နက်ချခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပအိုးအမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးဟာတခန်းရက်ခဲ့ရပါတယ်။တမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ပအိုးပြည်သူတွေအတွက်စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့အတူပအိုးအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုဆက်လက်ဆင်နွှဲရမှာပအိုးပြည်သူတွေရဲ့နိုင်ငံရေးလိုအပ်ချက်နဲ့တမိုင်းပေးတာဝင်ဖြစ်ခဲ့ပါတယ်။
1990 ခုနှစ်မှာဥက္ကဋ္ဌကြီးဦးအောင်ခန့်တီဦးဆောင်တဲ့ပအိုးအမျိုးသားအဖွဲ့ချုပ် PNO ဟာနဝတစစ်အုပ်စုနဲ့အပြစ်ခတ်ရက်စဲရေးတဘောတူချက်ရယူလိုက်တဲ့အချိန်ကစပြီး PNO တွဲဖက်အထွေထွေအတွင်းရေးမှုဒုဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်ပြီးတော့ပအိုးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ကိုပြန်လည်ဖွဲ့စည်းထူထောင်ခဲ့ပါတယ်PPLO ဟာအမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမဒတာနဲ့မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်မဒမခနဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB တို့မှအဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပအိုးလူငယ်အစည်းအရုံး PYO ပအိုးအမျိုးသမီးသမဂ္ဂ PWU ပအိုးအလုပ်သမားသမဂ္ဂ PNU အပါအဝင်ပအိုးအမျိုးသားဆိုင်ရာဖက်ဒရယ်အရေးဒီမိုကရေစီအရေးလူအခွင့်အရေးပညာရေးကျန်းမာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးသတင်းမီဒီယာစတဲ့လုပ်ငန်းတွေကိုအားကျုံးမှန်သက်ဆောင်ရွက်ကြတဲ့ပအိုးနိုင်ငံရေးအင်အားစုတွေလည်းပေါ်ထွန်းခဲ့ပါတယ်2009ခုနှစ်ဇွန်လ10ရက်နေ့မှာတော့နအဖနဲ့စစ်တပ်ရဲ့နီးတဒံအမျိုးမျိုးဖြိုခွဲမှုတွေလက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေကိုလုံးဝလက်မခံနိုင်တော့တဲ့ဒုဥက္ကဋ္ဌဗိုလ်မှူးချုပ်ခွန်တီဆောင်အတွင်းရေးမှူးဗိုလ်မှူးကြီးခွန်တူရိန်နဲ့ဗိုလ်မှူးကြီးခွန်အောင်ကျော်တို့ဦးဆောင်တဲ့ရလလဖအင်အားစုဟာလက်နက်ကင်တော်လှန်ရေးကိုပြန်လည်ဆင်နွှဲဖို့တော်လှန်ရေးနယ်မြေကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ NCGUB ညွတ်ပေါင်းအစိုးရကိုတိုးချဲ့ဖွဲ့စည်းရမှာပအိုးလက်နက်ကင်တော်လှန်ရေးအင်အားစုများတစုတစ်ဖွဲ့တဲ့ပေါင်းစုပါဝင်နိုင်ရေးအတွက်၎င်းတမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ပအိုးပြည်သူတို့ရဲ့ပအိုးမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုတမိုင်းရေးလိုအပ်ချက်အရာထူထောင်ရန်အတွက်၎င်းတတိယတော်လှန်ရေးကိုဥဆောင်ဆင်နွှဲရမည်ပအိုးတော်လှန်ရေးအဖွဲ့အစည်းတရက်ကိုဖွဲ့စည်းနိုင်ဖို့ပအိုးတော်လှန်ရေးအင်အားစုများစုပေါင်းပြီးပအိုးအမျိုးသားညီလာခံတရက်ကျင်းပနိုင်ရေးအတွက်ပအိုးအင်အားစုများအကြားမှာစော်ဩစည်းရုံးခဲ့ကြပါတယ်ပအိုးဖြူနိုင်ငံရေးနောက်ခံပုံရေးရှိတဲ့ PPLO နဲ့ပအိုးနီနိုင်ငံရေးနောက်ခံပုံရေးရှိတဲ့ရလလဖားတို့အကြားမှာညီညွတ်ရေးကိုတည်ဆောက်ရတာအကြောင်းအမျိုးမျိုးနဲ့ခက်ခဲခဲ့ပါတယ်ပအိုးဖြူနဲ့ပအိုးနီတို့အကြား17နှစ်ကြာပအိုးချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးတွေးချောင်းစီးခဲ့ရတဲ့တမိုင်းဆိုးပုံရိပ်တွေကြောင့်တန်တရာများအပြန်အလှန်မယုံကြည်မှုများတူဘက်ကိုဘက်အသာစီးရလုံမှုများအကြားမှာညီညွတ်ရေးကိုတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွတ်ပေါင်းအစိုးရအဖွဲ့ဝင်အလုတ်သမားရေးရာဝန်ကြီးတထုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခွန်မြင့်ထွန်း NCUB PDC နိုင်ငံရေးအန်တုမှုကော်မတီဝင်ခွန်တင်ချွေဦးပအိုးလူငယ်အစည်းအရုံး PYO ပအိုးအလုတ်သမားသမဂ္ဂ PNU အပါအဝင်ပအိုးလူငယ်အမျိုးသမီးအလုတ်သမားနဲ့ဒေသခံပအိုးပြည်သူလူထုဟာပေါင်းစည်းညီညွတ်ရေးအတွက်ကြားဝင်ဆေးဆက်ဆောင်ရွက်ခဲ့ကြပြီးကိုယ်တိုင်ကိုယ်ကြလည်းပါဝင်ခဲ့ကြပါတယ်အလွတ်တဘောဆွေးနွေးညှိနှိုင်းမှုများတရားဝင်အကြိုညှိနှိုင်းဆွေးနွေးပွဲများနဲ့ပအိုးအမျိုးသားနီနောဖလှယ်ပွဲတို့ကိုအစစ်စစ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီးအစစ်စစ်ရရှိခဲ့တဲ့တဘောတူညီချက်များနဲ့အညီပအိုးအမျိုးသားညီလာခံကြီးကို2009ခုနှစ်ဒီဇင်ဘာ9-9ရက်နေ့များမှာအောင်မြင်စွာကျင်းပပြီးပေါင်းစည်းညီညွတ်ခဲ့ကြပါတယ်2009ခုနှစ်ပအိုးအမျိုးသားညီလာခံကြီးကမူဝါဒလမ်းစဉ်လုပ်ငန်းစဉ်များနဲ့အတူဖွဲ့စည်းပုံအခြေခံဥပဒေတရက်ရေးဆွဲပြဋ္ဌာန်းပြီးပအိုးအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုဥဆောင်ဆင်နွှဲဖို့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ပအားလာဖ PNLO ကိုပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ် PNLO ဟာသမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာပြည်내အဆင့်အပြစ်အခက်ရက်စဲရေးတဘောတူစာချုပ်ပြည်ထောင်စုအဆင့်အပြစ်အခက်ရက်စဲရေးတဘောတူစာချုပ်တွေကိုအစစ်စစ်လက်မှတ်ရေးထိုးခဲ့ပါတယ်2015အောက်တိုဘာ15ရက်နေ့မှာတော့တနိုင်ငံလုံးအပြစ်ခတ်ရက်စရေးတဘောတူစာချုပ် NCA မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်21ရာစုပင်လုံညီလာခံအစည်းအဝေးတွေမှာပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်2021အာဏာမသိမ်းခင်အထိ NCA ကိုအခြေခံတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့ပြီးပြည်ထောင်စုတဘောတူစာချုပ်အစိတ်အပိုင်း3နဲ့ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်အစစ်စစ်များရရှိသည့်အထိပါဝင်ဆောင်ရွက်ခဲ့ပါတယ်လိုင်ဇာညီလာခံလော်ခီလာညီလာခံပန်ဆန်းညီလာခံမိုင်ဂျာရဲညီလာခံအစရှိတဲ့တိုင်းရင်းသားညီလာခံကြီးတွေမှာပါဝင်တက်ရောက်ခဲ့ပြီးတော့တိုင်းရင်းသားညီကိုမောင်နှမများနဲ့လည်းညီညွတ်ရေးတည်ဆောက်ပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအစဉ်တစိုက်ဆောင်ရွက်ခဲ့ပါတယ်ပအိုးလူမျိုးအလိုက်အမျိုးသားအစစ်နိုင်ငံရေးဆွေးနွေးပွဲကိုပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PLLO PLLA ပအိုးအမျိုးသားအဖွဲ့ချုပ် PNO PNA အပါအဝင်ပအိုးဒေတာပေါင်းစုံအလွာပေါင်းစုံပအိုးပါတီအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီး2019ခုနှစ်ဟိုပုံမြို့မှာကျင်းပခဲ့ကြပါတယ်နိုင်ငံရေးနှိုးကြားမှုရေးချိန်မြင့်မားစွာဖြင့်ပအိုးအမျိုးသားညီညွတ်ရေးအလံကိုအမြင့်ဆုံးလွှင့်ထူနိုင်ခဲ့ကြပြီးပအိုးတစ်မျိုးသားလုံးဆိုင်ရာမူဝါဒတဘောထားများကိုစုစည်းဆုံးဖြတ်နိုင်ခဲ့ကြပါတယ်ပြည်내တစ်များပေါ်ထွန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကိုပအိုးတစ်မျိုးသားလုံး၏အမျိုးသားရည်မှန်းချက်အဖြစ်ချမှတ်ခဲ့ပြီး21ရာစုပင်လုံညီလာခံကိုတင်သွင်းခဲ့ပြီးလည်းဖြစ်ပါတယ်
NCA ကိုအခြေခံပြီးဖော်ဆောင်ခဲ့တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုစစ်အာဏာသိမ်းခြင်းဖြင့်စစ်ကောင်စီကဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ NCA ကိုအကောင့်ထဲပေါ်နိုင်သည့်ပတ်ဝန်းကျင်အခြေအနေကောင်းများကိုလည်းဖျက်ဆီးခံခဲ့ရပြီးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့စစ်အုပ်စုရဲ့တဘောထားကိုရှင်းရှင်းလင်းလင်းသိမြင်ခဲ့ရပြီးတဲ့နောက်မှာ PLLO ဟာလူထုຫນွေဦးတော်လှန်ရေးကြီးတဲ့မှာထထဲဝင်ပူပေါင်းဆင်နွှဲနေပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်တနိုင်ငံလုံးပြည်သူလူထုတွေအာဏာသိမ်းမှုကိုငြိမ်းချမ်းတဲ့နီလန်းနဲ့စန္ဒပြဆန့်ကျင်ခဲ့ကြပါတယ်။ပိုးတွေလည်းအခြားတိုင်းရင်းသားနည်းတူစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြပါတယ်။ဒေသပေါင်းစုံအလွာပေါင်းစုံကပိုးတွေအာဏာရှင်စနစ်ဆန့်ကျင်တော်လှန်တဲ့နေရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ကတိုင်းရင်းသားပေါင်းစုံအထွေထွေတပိတ်စစ်ကြောင်းမှာလည်းပိုးလူငယ်တွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါအပြင်နိုင်ငံတကာတို့ရောက်ရှိနေတဲ့ပိုးလူငယ်တွေကလည်းဒီစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။အာဏာသိမ်းစစ်တပ်ကငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းခဲ့လို့အာဏာသိမ်းမှုကိုလက်မခံတဲ့ပြည်သူတွေလူငယ်တွေကလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးຫນွေဦးတော်လှန်ရေးကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ပိုးလူငယ်တွေကလည်းလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးຫນွေဦးတော်လှန်ရေးကိုပါဝင်ဆင်နွှဲခဲ့ကြဒီမှာယခုတိုင်ဖြစ်ပါတယ်။ဒါအပြင်ပိုးလူငယ်တွေက CDM တပိတ်မှာလည်းပူပေါင်းပါဝင်ခဲ့ကြသလိုຫນွေဦးတော်လှန်ရေးထဲမှာကြာရကန်တာတော်လှန်ရေးတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့လူငယ်တွေအများအပြားရှိခဲ့ပါတယ်။လူထုຫນွေဦးတော်လှန်ရေးမှာပါဝင်လာတဲ့မျိုးဆက်တစ်ပိုးတော်လှန်ရေးလူငယ်တွေနဲ့ပိုးအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးမှာဆင်နွှဲနေတဲ့မျိုးဆက်တွေပေါင်းပြီးပိုးအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကိုຫນွေဦးတော်လှန်ရေးထဲမှာဖွဲ့စည်းခဲ့ကြပါတယ်။ PNFC ကိုမန်တိုင်9ခုနဲ့စုဖွဲ့ခဲ့ကြပြီးပိုးအမျိုးသားလွတ်မြောက်ရေးအင်အားစုမန်တိုင်ပိုး CDM တပိတ်အင်အားစုမန်တိုင်နိုင်ငံတကာပိုးအင်အားစုမန်တိုင်ပိုးနိုင်ငံရေးအတိုင်ပင်ခံကော်မတီမန်တိုင်နဲ့ပိုးအမျိုးသားပြည်သူ့ကာကွယ်ရေးမန်တိုင်ဖြစ်ပါတယ်။ပိုးအမျိုးသားပြည်သူ့ကာကွယ်ရေးမန်တိုင်မှာပိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခမ်ဒေါင် PPDFKD နဲ့ပိုးအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်ကောင် PNDFKK တို့ပါဝင်ပြီးတောင်ပေါ်မြေပြန့်ဒေသအသီးသီးမှာမဟာမိတ်များနဲ့လက်တွဲပြီးတိုက်ပွဲဝင်လျက်ရှိပါတယ်။ယနေ့လူထုຫນွေဦးတော်လှန်ရေးဟာဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့စစ်အာဏာရှင်စနစ်တို့အကြားပရိပက္ခဖြစ်ပါတယ်။ပိုးအချင်းချင်းကြားမှာဖြစ်စေပိုးနဲ့အခြားညီနောင်တိုင်းရင်းသားများအကြားမှာဖြစ်စေဖြစ်ပွားနေတဲ့ပရိပက္ခတိုက်ပွဲမဟုတ်ပါဘူး။ပိုးမျိုးသားညီညွတ်ရေးလည်းပြုတ်ကွဲနေရှိမရှိပါဘူး။ပိုးမျိုးသားအင်အားစုများအကြားမညီမညွတ်ဖြစ်စေရေးအတွက်စစ်အုပ်စုရဲ့အမျိုးမျိုးသောသွေးခွဲတက်ရှိုရန်တိုက်ဖြိုခွဲမှုများနေတာရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။စစ်ကရိုနီနေဝင်းထွန်းအပါအဝင်စစ်အုပ်စုက၎င်းတို့ရဲ့ကိုကြိုးစည်းပွားများကိုကာကွယ်ရေး၎င်းတို့ကျူးလွန်ထားတော့စစ်ရာဇဝတ်မှုများကိုဖုံးကွယ်ဖျောက်ဖျက်ရေးစစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးတို့အတွက်ပိုးပြည်သူများအားလူသားတိုင်းကများနဲ့လက်ကင်တို့များအဖြစ်အသုံးချလျက်ရှိပါတယ်။ပိုးအချင်းချင်းကြားမှာ၎င်းပိုးနဲ့ကရင်နီအပါအဝင်အခြားညီနောင်တိုင်းရင်းသားများအကြားမှာ၎င်းလူမျိုးရေးဘာသာရေးပရိပက္ခများကိုနှီးမျိုးစုံနဲ့ဖန်တီးရန်တိုက်ပေးလျက်ရှိပါတယ်။ဒါကြောင့်စစ်ကြုံအဖြစ်နုနှစ်မခံလို့သူပိုးပြည်သူများအနေဖြင့်စစ်ခရိုနီများနဲ့စစ်အာဏာရှင်များ၏နှီးမျိုးစုံဖြင့်အသုံးချခံနေရခြင်းဘဝမှာတတိကြီးစွာထားရချောင်ချရုံးထွက်ဆန့်ကျင်တော်လှန်ကြဖို့လိုအပ်နေပါတယ်။ PNO/PNA ကစစ်ကောင်စီ၏အမာခံလက်ကင်တို့အဖြစ်အသုံးချခံနေရလေအခြားညီနောင်တိုင်းရင်းသားညီကိုမောင်နှမများကပိုးပြည်သူများအားအထင်အမြင်လွဲမားကအမုန်းပွားလေဖြစ်နေပါတယ်။ပိုးလူငယ်များအပါအဝင်ပိုးပြည်သူများကိုရက်တူစစ်တင်တန်းပေးပြီးခြေတန်းစစ်မြေပြင်မှာလူသားတိုင်းကများအဖြစ်အသုံးချခံနေရလေ PNO/PNA အပေါ်ပိုးပြည်သူများကနာကြီးခံပြင်းတော်သားထွက်လေဖြစ်နေလျက်ရှိပါတယ်။ဒါကြောင့်မို့လို့စစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒစန့်ကျင်တိုက်ဖြတ်ရေးမှုကိုအခြေခံဖွဲ့စည်းခဲ့တဲ့ PNO/PNA ကစစ်အုပ်စုရဲ့အသုံးချခံလက်ဝေခံပြည်သူစစ်ဘဝမှာအမြန်ဆုံးရုံးထွက်ပြီးပိုးပြည်သူလူထုတရက်လုံးနဲ့အတူတော်လှန်ရေးမှာပြန်လည်ပူးပေါင်းဆင်နွှဲဖို့လိုအပ်နေပါတယ်။86နှစ်မြောက်ပိုးမျိုးသားနှစ်အခါသမယမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုပိုင်ပြထန်းခွင့်ရရှိရေးလူထုຫນွေဦးတော်လှန်ရေးဟာအချိန်အဟုန်အမြင့်ဆုံးကိုရောက်ရှိဆင်နွှဲနေလဲရှိပါတယ်။စစ်အုပ်စုဟာမျက်နှာစာပေါင်းစုံမှာအကြီးအကျယ်ချုံနှိမ့်နေပြီးဖြစ်ပါတယ်။တော်လှန်ရေးအင်အားပေါင်းစုံကတိုင်းပြည်ရဲ့နေမြေအများစုကိုစိုးမိုးထားပြီးဖြစ်ပါတယ်။ယခုရရှိထားတဲ့အောင်မြင်မှုများဟာမြစ်တိနိုင်ငံရဲ့အကူအညီများမပါဘဲပြည်တွင်းပြည်ပရှိပြည်တော်စုတွေးရှင်းများကအပြန်အလှန်ကြားကန်ပြီးစုပေါင်းရုံးကန်အားထုတ်မှုရဲ့ရလဒ်ဖြစ်ပါတယ်။ဒါ့အပြင်လူထုຫນွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်များဟာယနေ့ကမ္ဘာနိုင်ငံအများစုကမ္ဘာပြည်သူအများစုနိုင်ငံတကာမိသားစုရဲ့ရည်မှန်းချက်များနဲ့လည်းတစ်ထပ်တည်းဖြစ်လက်ရှိပါတယ်။ဒါကြောင့်ပိုးမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးပြည့်စုံအောင်မြင်ခြင်းနဲ့အတူ
လူထုຫນွေဦးတော်လှန်ရေးဟာမုတ်ချမတွေ့အောင်မြင်ရမယ်လို့ယုံကြည်ပါတယ်မတရားသောစနစ်ဆိုများဖျက်သိမ်းရာတွင်ပိုးများအင်အားစုတရက်အဖြစ်ပါဝင်မည်ဆိုတဲ့ပိုးအမျိုးသားအခြေခံမူနဲ့အညီခေတ်အဆက်ဆက်မှာမတရားသောစနစ်ဆိုများကိုပိုးတို့စန့်ကျင်တော်လှန်ခဲ့ကြပါတယ်ပိုးပြည်သူတို့ရဲ့ယနေ့ကာလအမျိုးသားရေးတာဝန်ဟာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပြည်내တစ်များပေါ်ထွန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုကိုစုပေါင်းထူထောင်ရေးခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာပမာအပါအဝင်တိုင်းရင်းသားအင်အားစုအလုံးနဲ့လက်တွဲတိုက်ပွဲဝင်ရေးဖြစ်ပါတယ်။ဒါကြောင့်ဗဟိုအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ဗဟိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO PNLA တို့ဟာဗဟိုပြည်သူများနဲ့အတူမိမိတို့ဗဟိုအမျိုးသားရေးရည်မှန်းချက်များအောင်မြင်ပြည့်စုံနိုင်ရေးအတွက်ခိုင်ခိုင်မာမာလက်တွဲရက်တည်၍ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။